advantage ကြီးနေရတယ်ဟိုရတငယ်ချင်းအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ဒီနေ့ဒီကျွန်တော်ကွန်ပျူတာ IO ကွန်ပျူတာ board channel လေးမှာဆိုရင်ဒီနေ့တင်ဆက်ပေးမယ့်သင်ခန်းစာလေးကကြတော့ basic 6ပေါ့နော်ကျွန်တော် basic တွေကိုအခြေခံကနေစပြီးဂဂနနာတင်ဆက်ပေးခဲ့တာဒီနေ့ဆိုရင်တော့ basic 6ခုမြောက်ဖြစ်ပြီပေါ့နော်ရှေ့မှာလဲ1 2 3 4 5ကိုတင်ခဲ့ပြီးသွားပြီအဲ့တော့ advantage ကြီးရတဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့ကိုကအခုမှစပြီးလေးလာတယ်ဆိုရင်တော့သိကြတယ်အဲ့1 2 3 4 5ကိုတလေးလာပါလေးလာပြီးတော့မှဒီ basic 5ကိုလေးလာပေါ့နော်ဒါမှသာလင်ကွန်ပျူတာကိုဂဂနနာနဲ့အခြေခံကနေပြီးတော့အဆင့်လိုက်ကိုနားလည်သွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ IO ကွန်ပျူတာ board ဒီ channel လေးမှာဆိုရင်ဒါအခုချိန်မှာတော့ basic တွေတင်ပေးနေတာပေါ့နော်နောက်ပိုင်းမှာဆိုလို့ရှိရင်လည်းကျွမ်းကျင်တဲ့အဆင့်အပန်း level တွေပေါ့နော်ပြုလုပ်ဖို့အများကြီးအခြေခံနေစပြီးတော့အခုစနစ်တကျတင်သွားနေပြီနော်ဒါကြောင့်မို့တင်များဗီဒီယိုတွေကိုနေ့စဉ်နဲ့ညလေးလာပေါ့နော်နောက်ပြလို့ရှိရင်ကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေတွေမှာလည်းကွန်ပျူတာတွေကိုကအသုံးပြုတတ်ချင်တဲ့တငယ်ချင်းတွေရှိတယ်ဆိုရင်ဒီ video file လေးပို့ပြီးလိုက်ဒါဆိုရင်သူတို့တွေကွန်ပျူတာတက်သွားမယ်ပေါ့နော်ကိုကတော့ကုသိုလ်ရတယ်ပေါ့နော်โอเคအဲ့ဆိုရင်ကျွန်တော်တို့စအောင်ဒီနေ့သင်မဲ့သင်ခန်းစာကြတော့ဒီကွန်ပျူတာ basic 6ပေါ့နော် basic 6မှာဆိုဘာကိုရှင်းပြထားလဲဆိုရင်တော့အချက်5ခုကိုရှင်းပြထားပြီးတယ်နံပါတ်1ကကြတော့ copy cut paste delete rename ဆိုပြီးတော့ဒီ5ချက်ကိုဒီ video လေးမှာအသေးစိတ်လေ့လာမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကိုကဒီ5ချက်ကိုလေ့လာဖို့ဆိုရင်သဘောတရားလေးတွေအရင်ဆုံးရှင်းပြပေးမယ် copy ဆိုတာတော့ဖုံးသုံးတဲ့လူတွေအားလုံးသိပြီးသားပဲ copy ဆိုတာဒီကနေဟိုဘက်ကိုပွားတာ copy လုပ်တယ်လို့ခေါ်တယ်နော်အဲ့လိုပဲ copy ပြီးရင်ကတ်ကဒီမှာကျတော့ကတ်ကိုဘာလုပ်လဲဆိုတော့တို့ဖုံးမှာကျတော့ရွှေ့လျားတာကိုမှုနဲ့သုံးတယ်တို့ဒီမှာကျတော့ကတ်ကိုသုံးတယ်ကွန်ပျူတာသမားတွေကျတော့မှုမပါဘူးကတ်ရှိတယ်တော့ကတ်ကိုပဲထောက်ပြီးသုံးတယ်တို့ဖုံးသုံးတိုင်းတော့ဒီသဘောတရားလွယ်လွယ်လေးပါပဲဟုတ်လား copy ကူးလိုက်တယ်ကိုကူးကျင်တဲ့စာသားလေးကိုဖိပြီးတော့ copy ကူးတယ်ပြီးရင်ကိုပို့မဲ့ messenger မှာ right click ကိုဖိပြီးတော့ paste လုပ်တယ်ဟုတ်ပြီနော်တို့ဒီမှာကျတော့ right click လို့ခေါ်တယ်ခုနကဖိလိုက်တဲ့ဟာလေးတို့ကright click နဲ့သုံးရတယ်လက်ခလင်နဲ့သုံးရတယ်ပေါ့နော်အဲ့တော့အဓိကတော့ copy နဲ့ cut နဲ့လုပ်လိုက်တဲ့အရာကို paste ကနေပြီးတော့ပေးပို့ပေးတယ်အဲ့ဒီသဘောတရားသိရင်ရပြီပေါ့နော် delete ဆိုတာတော့သိပြီးသားပဲဖြတ်တာ rename ကနာမည်ပြောင်းတာအဲ့ဒါကိုရှင်းပြမယ်ပေါ့နော်အဲ့ဆိုရင်သဘောတရားလေးနဲ့အခုဒီ paper လဲလုံးနေတဲ့သူဆိုလို့ရှိရင်တော့ကိုရှိမှာကွန်ပျူတာရှိတယ်ဆိုရင်အရင်ဆုံးတို့ Flora 2ခုတိဆောက်လိုက် Flora တိဆောက်တဲ့နည်းကိုလည်းရှင်းသင်ခန်းစာဒီမှာရှင်းပြထားပြီးပါရင်နော် right click ထောက်တယ်ပြီးရင်ဘာလုပ်လဲ menu သွားတယ်ပြီးရင်ဘာလဲ Flora ကိုထောက်တယ်ဟုတ်ပြီနော်နောက် Flora 2ခုတိဆောက်လိုက်အခုကွန်ပျူတာကိုကွန်ပျူတာရှေ့မှာရှိတယ်ဆိုရင်လိုက်ရောက်လုပ်ကြည့်ပေါ့နော် right click ထောက်တယ် menu ကိုသွားမယ် Flora ထောက်ဒါဆို2ခုရပါပြီဒီ Flora 2ခုမှာတို့က copy ကူးကျင်နေတာနဲ့ကတ်လုပ်တဲ့သဘောတရားကိုပြကျင်တာအဲ့တော့တို့ကတက်တကူမန်းတစ်ခုထပ်တိဆောက်တက်တကူမန်းဆိုတာဖုံးမှာတော့နှုတ်ပေါ့နော်တို့ကွန်ပျူတာမှာကြတော့လဲနှုတ်ပါပဲ right click ထောက်မယ် new ကိုသွားပြီးမှာတက်တကူမန်းလေးကိုရှာလိုက်တက်တကူမန်းလေးကိုတစ်ချက်ထောက်လိုက်အဲဆိုရလာပြီเนาะဒီမှာတို့စာရေးလို့ရပါအဲ့တော့အခုကဘာတို့က copy လုပ်ပြမှာဖြစ်တဲ့ကြောင့်အဲ့တက်တကူမန်းပေါ်ကိုကူးမှာဒီ Flora လေးကိုထည့်ဖို့ကူးမှာဟုတ်ပြီเนาะအဲ့တော့လက်တွေ့လိုက်လုပ်ပါเนาะ right click ထောက်လိုက်မယ်ပြီးဘာလုပ်မလဲဒီမှာကျတော့ copy မတွေ့ဘူးเนาะဒါ Windows 7မို့လို့အဲ့တော့တို့က show move option ထောက်လိုက်ပြီးသွားရင်ဒီလို copy Windows 10တွေကထောက်ကြရမလို့ဘူးเนาะ Windows 10ဆောက်တာမလို့ပြီး copy ကိုနှိပ်ဒါဆိုဒီဟာတို့က copy နှိပ်ပြီးသွားပြီဒါကိုကူးမဲ့အရာကို copy နှိပ်လိုက်တယ်တို့ကဘယ်နေရာမှာသွားထားမလဲထားမဲ့နေရာဘယ်နေရာလဲဆိုရင်ဒီ Flora ထဲမှာအဲ့တော့ဒီ Flora ကိုနှစ်ချက်ထောက်ဖွင့်လိုက်ပြီးသွားရင် right click ထောက်မယ်ပြီးသွားရင် show move option ပြန်ထောက်ပြီး pass ကိုထောက်လိုက် okay ရောက်ပါပြီဟုတ်ပြီနော်ကဲပြန်လို့ပြမယ်ကြည့်မယ်ဒါတော့ပြန်ဖြတ်လိုက်နော် copy ကူးတာလွယ်လေးပါနော်ဒီမှာကြည့်မယ် right click ထောက်လိုက်တယ် show move option ကိုထောက်တယ်ပြီးပါလဲ copy ကိုနှိပ်တယ်ပြီးရင်ဒီ Flora ထဲမှာကြိုက်တဲ့ Flora ထဲဒီ Flora ထဲထည့်လို့ရတယ်ထည့်မယ်ဆိုတော့ထည့်မဲ့ Flora ကိုဖွင့်လိုက်ဖွင့်ပြီးလွတ်တဲ့မျက်နှာပြင်ကြီးမှာဘာလုပ်ရမလဲ right click ထောက်လိုက်ပြီးသွားရင် pass ကိုနှိပ်လိုက်အဲ့ဒါဆိုရမယ်နော် okay အဲ့ဒါဆိုနားလည်မယ်နော်ဒါပိတ်လိုက်ကဲအဲ့ဆို copy ကူးတာကြတော့ကိုကူးမဲ့အရာတွေကို right click ထောက်ပြီး copy ကိုနှိပ်တယ်ထားမဲ့နေရာမှာ pass လုပ်တယ်တူတူပဲဘယ်ဟာမှမဆိုဒီတိုင်းပဲသွားတယ်ကွန်ပျူတာမှာနော်အဲ့တော့ဒါကို cut နဲ့သုံးကြည့်မယ် right click ထောက်မယ် show move option ကိုနှိပ်ကြည့်လိုက်မယ်ပြီးသွားရင် cut copy mode ကိုပါလဲ cut ကိုတစ်ချက်ထောက်လိုက်ပြီးသွားတာနဲ့ဒီ Flora ထဲထည့်မှာဒီထဲမှာထည့်လို့မရတော့ဘူးเนาะဘာကြောင့်လဲ Flora နာမည်ချင်းကတူနေဒီ Flora လဲ new တက်တကူမှန်4ဒီမှာလဲဗာလဲ new တက်တကူမှန်သူကကွန်ပျူတာမှာကြတော့ data တွေသိမ်းတဲ့အခါမှာ Flora ပဲတင်းစခွင်ပေါ်မှာပဲတင်းကြိုက်တဲ့နေရာမှာတင်း file ချင်းတူတယ်ဆိုရင်နာမည်တူလို့မရဥပမာကွာတက်တကူမှန်ဆိုတက်တကူမှန်ချင်းတူလို့မရဘူးနာမည်ပြောင်းရတယ်အဲ့ဒါကိုနှစ်ချက်ထောက်ပြီးဒါကို white click ထောက်မယ် show move option ကိုထောက်မယ်ပြီးရပါလို့မယ်ကတ်ကိုနှိပ်ပြီးရင်ဒါကိုဖွင့်လိုက်
ပြီးသွားရင် right click ထောက်ပြီးတော့ pass ကိုနှိပ်မယ်အဲ့ဆိုရင်ဒီထဲကိုရောက်သွားဒီမှာမရှိတော့ဘူးလားဒီ screen ထဲမှာမရှိတော့ဘူးဒီထဲကိုရောက်သွားတယ်ဒါကကြတော့ဗာလဲကတ်လုပ်တဲ့နေအဲ့တော့ခုနကပြောမယ့်စကားလေးပြန်ပြောပြမယ်တက်ပုံ file size ဂျပတ်ချင်းတူလို့ရှိရင်နာမည်တူရှိလို့ဥပမာဒီဘက်ကပြည်သူပုံဒီဘက်ကနေတိုးပုံဟုတ်တော့ပြည်သူပုံနဲ့နေတိုးပုံကတော့မတူဘူးဒါပေမဲ့ဂျပတ်တက်ပုံချင်းဖြစ်တဲ့ကြောင့်မလို့ဒီဘက်ကပြည်သူဆိုပြီးနာမည်ရေးလိုက်ရင်ဒီဘက်ကလည်းပြည်သူတို့နာမည်ရေးလို့မရဘူးကိုပြည်သူအဲ့လိုမျိုးပေါ့နော်နာမည်ပြောင်းကားတယ် Florida ဆိုဒီမှာကြည့်လိုက်မယ် Florida new Florida ဘယ်လောက်ဒီမှာဆိုပါ new Florida 5အဲ့လိုမျိုးပဲသူက Florida new Florida 3ဆိုဒီမှာလည်း3ထားလို့မရဘူးဘာကြောင့်လဲ Florida နဲ့ Florida နဲ့ကသူ့ရဲ့ file size file လေးကနာမည်တူတယ်ဟုတ်တယ်နော် file ရဲ့အနောက်ကဟာလေးတူ JPEG ဆို JPEG တ video ဆို video ဒီဘက်လည်း video ဒီဘက်လည်း video ချင်းကမတူပေမဲ့လည်းဒါပေမဲ့ video ကနာမည်ချင်းတူလို့မရဘူးဒီဘက်ကဘာမစ်ဒီဘက်ဗီဒီယိုလည်းဘာမစ်လို့လုပ်လို့မရဘူးဒီဘက်ကရုပ်ရှင်စကားဗီဒီယိုဒီဘက်ကနီးပညာဗီဒီယိုဒီဘက်ကသချင်းဆိုလည်းဒီဘက်ကသချင်းဒီဘက်ကဗီဒီယိုဒါပေမဲ့သချင်းချင်းကလည်းဗီဒီယိုပဲဖြစ်တဲ့ကြောင့်မလို့အဲ့နှစ်ခုကနာမည်တူလို့မရဘူးအဲဒါကိုဆရာပြပြပေးတာပေါ့နော်โอเคအဲ့ဆိုရမယ်နော်အဲ့ဆိုတို့တွေ copy လုပ်တတ်သွားပြီ cut လုပ်တတ်သွားပြီ paste လုပ်တတ်သွားပြီ delete ဖြတ်မယ်ဆိုဒါကိုတစ်ချက်ထောက် right click ထောက်ပြီးတော့တို့ဘာလုပ်မလဲ show more option သွားပြီးတော့ delete ကိုနှိပ်လိုက်ဟုတ်ပြီနော်ဒီမှာ delete တွေ့မယ်အဲ့ delete လေးကိုတစ်ချက်ထောက်လိုက်ဒါဆိုရင်ပြတ်သွားပြီနော်ရမယ်နော်ဖြတ်တာကြတော့ right click ထောက်တယ် show more option သွား delete ကိုနှိပ်လိုက်ရင်ဘာလုပ်လဲပြတ်သွားတယ်ဟုတ်ပြီနော်အဲ့ဆိုရင်နားလည်လိမ့်မယ်နော်ဒါဆိုရင်အခု new folder တစ်ခုပြန်ပြီးတိဆောက်မယ်တိဆောက်လိုက်မယ်ပြီးသွားရင်ဒီမှာပြောပြခြင်းဒီ folder ကိုတို့ကကိုယ့်ရဲ့ folder ဖြစ်ဖို့တကူက copy ပြီးသွားပြီ cut ပြီးသွားပြီပတ်ပြီးသွားပြီ delete ပြီးသွားပြီ rename ကြမယ် rename ကဘာလို့လဲနာမည်ပြောင်းတာသူဒီ folder ကိုနာမည်ပြောင်းခြင်းဒါက new folder တတိကိုနာမည်ကိုထည့်ခြင်းလဲဆိုရင်တော့အဲ့ဒီ folder ပေါ်ကို mouse လေးတင်လိုက်မယ်ပြီးရင် right click ထောက်မယ်ပြီးသွားရင်ဘာလုပ်မလဲဆိုရင် Windows 7သမားတွေက show more option ကိုထောက် Windows 10တွေကထောက်ကြရမလို့เนาะပြီးရင် home အောက်ဆုံးမှာ rename ဆိုတဲ့ဟာလေးရှိရတွေ့လားဒီဟာလေးမှာလေ rename ဆိုတဲ့ဟာလေးရှိအဲ့ delete အောက်ကဟာလေးเนาะအဲ့တော့ rename ကိုတစ်ချက်ထောက်လိုက်ဒါဆိုဒီလို selection ဝင်သွားတယ်ဒါမှသာလျှင်ကိုပြောင်းခြင်းနဲ့မျိုးပြောင်းလို့ရတယ်I ဟော computer boot I ကိုပြောင်းခြင်းနဲ့ရာကိုပြောင်းလို့ရတယ် I W O R အဲ့ဒီကို I ဟော computer C O M P U T ရ computer B O O K ဘို့I ဟော computer ဘို့အဲ့လိုမျိုးလေးနာမည်ပြောင်းပြီးတာနဲ့လွတ်တဲ့နေရာကိုတစ်ချက်ထောက်လိုက်ဒါဆိုရင်သူက selection ဝင်သွားတယ်အဲ့ဆိုရင်ဓာတ်ပုံလည်းတူတူပဲเนาะဒီဓာတ်ပုံကိုတို့ကနာမည်ပြောင်းခြင်းလည်းရတယ်ဗီဒီယိုကိုနာမည်ပြောင်းခြင်းလည်းဆိုရယ်ပြောင်းခြင်းလည်းဓာတ်ပုံပဲဗီဒီယို file အကုန်ပြောင်းလို့ရတယ်ဒါပေမဲ့နာမည်တူလို့တော့မရဘူးပေါ့เนาะဒီမှာ I ဟော computer ဘို့လို့ရေးလိုက်ပြီးနောက်ထပ် folder နာမည်ကလည်း I ဟော computer ဘို့ဆိုမရဘူးဒါပေမဲ့ဒီမှာဘာဖြစ်လဲဓာတ်ပုံနဲ့ဒီဟာနဲ့ကြတော့နာမည်ကဓာတ်ပုံနဲ့ folder ဘာမှမဆိုင်ဟုတ်တယ်နော်ဓာတ်ပုံချင်းမှသာလေမရတာဒါကြောင့်ဒီဗီဒီယိုလည်းနာမည်ပြောင်းခြင်း right click ထောက်လိုက်တယ် show more option ထောက်တယ်ပြီးပါလဲ rename ကိုထောက်တယ်အဲ့ဒီမှာဗာရေးမယ်ကိုရေးခြင်းတဲ့နာမည်ရေးပေါ့ဟုတ်တယ်နော်ဗာပြီးရင်လွတ်တဲ့နေရာလေးတစ်ချက်ထောက်လိုက် okay အဲ့ဒါဆိုရင်အားလုံးပဲရရှိလိမ့်မယ်လို့ထင်တယ်ကိုကနားမလဲဆိုခဏလိုက်ကြည့်နော်နားလဲသွားလိမ့်မယ် copy cut လုပ်တာနားလဲသွားမယ်တို့ဖုန်းနဲ့တူတူပါပဲဖုန်းကကြတော့ဖိရတာဒီမှာကျတော့ right click ထောက်တာကိုကူးကျင်တဲ့ data ပေါ်ကိုဓာတ်ပုံပေါ်ဖြစ် data ပေါ် right click ထောက်လိုက်ပြီးရင် copy ကိုနှိပ်လိုက်ထားမယ့်နေရာမှာ copy နှိပ်ပြီးတင်တဲ့တော့များ copy နှိပ်ပြီးဘာလို့လို့မသိဘူးအဲ့တော့ copy နှိပ်ပြီးရင်ကိုဖေးနေရာမှာထားမလဲထားမယ့်နေရာမှာဖွင့်ပြီးတော့ right click ထောက်ပြီး pass ကိုနှိပ်ကြတာဖြစ်တယ် okay အဲ့ဆိုလို့ရှိရင်တော့ဒီနေ့ computer busy ရဲ့6လေးကိုအားလုံးပဲရလိမ့်မယ်လို့ထင်ပါတယ်ဒါကြောင့်ကိုကနားမလဲဆိုထားတာလေးကြည့်ပါ channel လေးကိုလည်း subscribe နှိပ်ခဲ့ပေါ့နော်ကျွန်တော်တို့ရဲ့ I ဟော computer group ကြီးကနေပြီးတော့ပေါ့နော် channel တွေအများကြီးရှိပါတယ် I ဟော computer book Photoshop သမားတွေအတွက် I ဟော Photoshop ရှိတယ် video တီးဖြတ်သမားတွေအတွက် I ဟော video editing ရှိတယ်နောက်ပြီးတော့ရှင် video designer သမားတွေအတွက် I ဟော video designer ဆိုပြီးတော့ channel လေးခုဖွင့်လာပြီးပါတယ် okay အဲ့ဒါဆိုကိုဝါသနာပါတာကိုအမှတတိလာလို့ရပါတယ်အားလုံးဘိုင်ဘိုင်နောက်ဆယ်ပြီးမှပြန်ဆုံမယ်နော်